အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရဲ့ရင်ခွင်သစ်ကေယာကိုဘယ်လိုရောက်နေလဲဆိုတော့ကျွန်တော်မဟာရာဂျာ group ပေါ့နော်ဘရင်တော်ကမဟာရာဂျာ group ရောက်နေပါတယ်ဆိုတော့တခါမှဒီကေယာကိုမရောက်ဘူးနော်နော်ဟုတ်မခါမရဘူးခင်ဗျာခါမရောက်ဘူးဒါဆိုအခုတွားကြည့်ကြပထမဆုံးချိန်ပါโอเคတွားမလားဟုတ်โอเคဒါတော့ကေယာဖြစ်တယ်ပေါ့ဗျာနဲ့တို့ live မှာတော့တွေ့ဘူးမှာပေါ့နော်လူခံခံပြီးစောင့်လိုက်တာပေါ့နော်ဟုတ်ဒီမှာလာသားလေးတွေလည်းရှိတယ်လေဟုတ်ရက်သားလေးတွေပေါ့ဟုတ်ရက်သားလေးတွေဟုတ်တချို့ကတော့ပကတ်ထဲမှာဟိုဘောမှာပကတ်ထဲမှာလွဲနေတာတွေရှိတယ်ဟုတ်ဟုတ်ပြီးတော့အပေါ်ထပ်မှာကျတော့ယောက်ျားလေးထားတယ်ဟုတ်အောက်ထပ်မှာကျတော့မိန်းကလေးပေါ့နော်ဒီအခန်းကြီးကမိန်းကလေးခံတိတောင်းမိန်းကလေးယောက်ျားလေးမရောထားဘူးမရောထားဘူးမရောထားဘူးဒါစိတ်ပိုင်းဆိုင်ကအားနေရရှိတယ်မျက်စိမမြင်ရတာမျက်စိမမြင်တဲ့ကလေးမျက်စိမမြင်ရတာ2ယောက်ရှိတယ်ဟုတ်လားဟုတ်ကဲ့ဟောသူရဲ့လိုအပ်တာကိုတိတတ်လုပ်ပေးတာလက်ကလေးလေမျက်စိမမြင်နောက်တယောက်ရှိတယ်အပေါ်မှာလားမသိဟုတ်လားဟုတ်တယ်ပိုင်လူတို့ပေါ့အဲ့ကနိုးဝိုက်လားအဲ့ဟုတ်ပါဒါကတော့မျက်စိမမြင်တာပေါ့နော်ဒါတော့ကျွန်တော်9လပိုင်းကြာလို့ရှိရင်တော့ဒီမျက်မြင်အကြောင်းကိုကျွန်တော်လကပေးပြီးတော့ပို့မလို့သူတို့ပညာရေးကြတော့ဟုတ်လားဒီကလေးတွေကမျက်စိမမြင်တာတစ်ခုပဲလားဒီနားပိုင်းဆိုင်အတန်ပိုင်းဆိုင်ရာစကားပြောတာဆိုတာမျက်စိမမြင်တာတစ်ခုပဲဟုတ်လားဒါဘလို့ပြောကြတာဒါကြားလားဒါစားပြီးလိုက်လားစားပါဟုတ်လားအဆင်ပြေရလားစားရတာဟမ်စားရတာအဆင်ပြေရလားပြေဟောအေးသပိုင်းနဲ့စားတယ်သပိုင်းဒါဒီဘာနဲ့စားလဲတတားလေဟုတ်လားကောင်းပြီဟုတ်မှာဟိုကတော့ဒါကြပေါ့ဟုတ်လားသူကတော့အာယုံကြောမကောင်းဟုတ်လားသူအာယုံကြောထိထားတဲ့ခါကျတော့မျက်ရည်လွယ်တာပေါ့ဟုတ်လားခက်လို့ဟုတ်လားလေလူအောက်လေပြကမယ်လေဟာလည်းကမယ်လေမငိုအောက်လေဒါကြသူတို့တွေကိုဘယ်လိုပြောမလဲမငိုအောက်ဒါကဒီလိုပဲခဏသူကညာမိုင်းကျရင်ဖြာနေနေငိုအောက်လေဒါကြဟုတ်လားဒီမှာအဲ့ဒါဒီဘက်မှာပြင်ခင်းလိုက်တာလေပြင်ခင်းလိုက်တာလားအမှန်တော့ तू က follow လောင်းဖို့ကလေးတွေကြားမှရင်းနဲ့မညွညွတ်မှဆိုလို့ကျွန်တော်ပြင်ခင်းပလိုက်တာဟောဟုတ်အဲ့ကျတော့ကျွန်တော်လက်ရှိအပြင်ကျောင်းမှာထားတယ်ပြင်ကျောင်းမှာထားတာဒီဟွာပေါ့အစိုးရကျောင်းမှာထားတယ်အခုလက်ရှိ10ယောက်ကျောင်းတက်နေတယ်ကျောင်းတက်လက်ရှိကျောင်း10ယောက်တက်10ယောက်တက်ဟောအကောင်ကြီးလဲကျွန်တော်တရန်းနေပဲစထားလိုက်တယ်ဟုတ်လားဆီယမကြီးကလည်းကိုညီပေးတယ်ဆောင်းမလားဆီယမကြီးကောင်းပါအခုလာဆိုရင်ကျွန်တော်တို့ဒါရန်ကုန်ပေါ့နော်ရန်ကုန်ကဒါဘင်းတော်ပေါ့နော်ပွဲရုံကဒီမဟာရာဂျာဆိုတာပေါ့နော်ကျွန်တော်တမလန်အဖွဲ့လို့လည်းပြောလို့ရတယ်ဒါပေမဲ့အခုကျွန်တော်တူရဲ့ပေါ့နော်ခေယာမှာကလေးတွေကိုသူအခုဒဲရိုက်ပေါ့လာရောက်ကြည့်ရှုနေပြီပေါ့နော်အဲ့တော့ live ပေါ်မှာလည်းလူစင်နဲ့အလူစင်တွေရှိခဲ့ရင်လည်းကျွန်တော်တူလေးကိုဆက်သွယ်ပြီးတော့လူတန်းပေးပါလို့နော်လက်ရှိဒီမှာကလေးတွေနေထိုင်ရတာလည်းအဆင်ပြေတယ်ကလေးတွေကိုလည်းကျွေးမွေးရတာအဆင်ပြေတယ်အခုလာရောက်ပေါ့နော်မဟာရာဂျာဆိုတာဒါကျွန်တော်တမန်ဖွဲ့ရပါတော့သူကိုယ်တိုင်လည်းအခုလာကြည့်နေပြီပေါ့နော်အဲ့တော့ကျွန်တော် live ပေါ်ကကျွန်တော်တို့ချစ်မရွှေတွေအကုန်လုံးပေါ့နော်ဘာလာပေါင်းဆိုဒီမှာပေါ့နော်ကလေးတွေကိုကျွန်တော်ดูကနေပေါ့နော်ဒါအခုဟိုဘယ်လိုပြောမလဲဆိုတော့ပြုစုထောင်နေပြီပေါ့နော်အဲ့တော့ကလေးတွေဒီကျောင်းပညာရေးရှင်းတွေရောကလေးတွေရဲ့ကျန်းမာရေးအတွက်တွေရောအများကြီးပေါ့နော်လိုအပ်ချက်တော့ရှိသေးတယ်ဒါပေမဲ့တက်နိုင်သေးကျွန်တော်ดูကလည်းသူတက်နိုင်တဲ့ဟာကိုအခုလက်ရှိလုပ်နေတယ်ပေါ့နော်အဲ့ဒါလေးပြောချင်တာပါလို့နော်ဟုတ်ကဲ့ပါအခုလိုမျိုးမဟာရာဂျာခွက်ကပေါ့နော်ဒါအခုလိုလာပြီးတော့ဟိုလှူတာမလှူတာတော့အပါထားပေါ့နော်တချို့က line ပေါ်မှာပဲကြည့်ကြတယ်ကိုယ်တိုင်လာမကြည့်တဲ့အခါကျတော့ဟိုအဝင်ပေါ့တယ်ပဲထင်တာပေါ့နော်ဒါပေမဲ့ပြင်မလဲကျွန်တော်လုံးမှာပါဒါပေမဲ့တချို့ကအဲ့လိုအပေါ်ရန်ဆုံးဖြတ်တာလေးတွေရှိတယ်လေဒါကြောင့်မလို့ကျွန်တော်ခေါ်ပြီးတော့ပြရခြင်းဖြစ်ပါတယ်လေးစားပါတယ်အခုလိုမျိုးလာကြည့်တဲ့အခါကျလေဒါလေးကြရင်လည်းကျွန်တော်တို့ဂေယာမှာကလေးတယောက်ဖျားရင်ပေါ့အကုန်ဖျားမှာသူကဒီသူ့ရဲ့ထုံးစံအဲ့လိုသွားတာကျွန်တော်တာမန်အိမ်တိမ်မှာတော့ခလေးတယောက်ကိုတောင်ဝင်ယူဖို့ဆိုတာတနေ့ကုန်တောင်ဝင်ဖို့ဆိုတာမလွယ်ဘူးဒီမှာဟိုတကယ်ကိုဒုက္ခရောက်နေဒီအစင်မပြေတဲ့ခလေးတွေအားလုံးတနေရာထဲမှာဒီလိုမျိုးတောင်ဝင်ယူပြီးတော့ကျွေးတဲ့အပိုင်းကျမ်းမာရေးအပိုင်းပညာရေးအပိုင်းသူတို့ရဲ့ဘဝတက်လန်းတွေတော့ပါတောင်ဝင်ယူစောင့်ရှောက်ဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်ဒီနေရာမှာအားလုံးရဲ့ကိုစားကိုဗစ်ကြီးကဒီလိုမျိုးစောင့်ရှောက်ပေးတာပဲကျွန်တော်တို့ကငွေအားနဲ့ပဲကျွန်တော်တို့ကူညီနိုင်တယ်ကျွန်တော်တို့လူရင်းအားနဲ့ကျွန်တော်ကူညီဖို့ကျွန်တော်တို့အဆင်မပြေဘူးအဲ့တော့ကိုဗစ်ကြီးကိုမဒီလိုမျိုးလုပ်ပေးတာကိုကျွန်တော်တို့ကတန်းတိုင်းတစ်ပိုင်း
နိုင်တဲ့ဘက်ကနေကျွန်တော်တို့ကတောက်ဟိုနိုင်တယ်လို့ပေါ့နော်အဆင်ပြေတယ်လို့ကျွန်တော်တို့ကလည်းဘေးကနေကူညီပံ့ပိုးသွားမှာပါအဲ့တော့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်စိတ်ချပါကျွန်တော်ကူညီတယ်လို့ပဲကျွန်တော်ရဲ့အဖွဲ့သားတွေအားလုံးလည်းကျွန်တော်နဲ့အတူတူပါလာမှာပါကျွန်တော်လုပ်တဲ့အလှူတိုင်းမှာကျွန်တော်အဖွဲ့သားတွေပါလာမှာပါကျွန်တော်တို့အတူတူပါပဲကျွန်တော်ညီကိုတွေပါကျွန်တော်ဦးလေးတွေပါတယ်ကျွန်တော်တငယ်ချင်းတွေအကုန်ပါပါတယ်ဟုတ်လားမဒီကလေးတွေမြင်ရတဲ့ခါကျတော့ဝမ်းနေတာတစ်ခုရှိသလိုဝမ်းတာတာတစ်ခုရှိတယ်ဒီကလေးတွေဒီနေရာမှာဝကြီးကူမလက်ထဲမှာမရောက်ဘဲတနေရာမှာရောက်လို့ရှိရင်ဒီကလေးတွေဘဝလည်းမတွေးဝဲနေကြရဲဒီမှာရတဲ့စိတ်ချမှုတွေရှိတယ်ဟလားလုံခြုံမှုလည်းရှိတယ်ကလေးတွေအတွက်ဘဝအမကညာတစ်ခုတော့ရှိလာတာပေါ့ဟုတ်တယ်မအမေလောလောဆယ်ကျွန်တော်တို့ကနိုင်တဲ့လောက်တော့ပံ့ပိုးပေးရမှာပေါ့ဟုတ်တယ်မကျွန်တော်တယောက်အားနေတော့မရအောင်အများအားနဲ့တွန်းပါပဲဒီကလေးအားတွေကလေးတွေရဲ့ဘဝနောင်ရေးတာတစ်ခုဖြစ်လာမှာပါဟုတ်တယ်မမိဘမဲဆိုတာဖြစ်လာတယ်ဆိုတဲ့အကြောင်းရင်းရတယ်ဒီကလေးတွေနဲ့ဘာမှမဆိုင်ပါဘူးဟုတ်တယ်မလားအမေကျွန်တော်တို့လည်းနိုင်တဲ့ဘက်ကနေကူညီပေးတော့မှာပါအဲ့ဒါလေးပြောချင်ပါဟုတ်ကဲ့ပါခင်ဗျကျေးဇူးတင်ပါတယ်မဟာရာဂျာအဖွဲ့ကိုဒီကနေကျွန်တော် KR ရဲ့ကိုစားပြုကျွန်တော်ကိုယ်တိုင်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေ ဟုတ်ပါဘူး